မင်းစားမယ်ပေါ့နော်ဒီနေ့ပါဟင်းလေဆိုတော့ငခုပေါ့နော်ငခုကိုသူကအကွင်းလိုက်လေးလိပြီးတော့ဒီကြော်ထားတော့ပေါ့နော်ကြော်နှစ်ပုံစံမျိုးလေးပေါ့ပမာလုံးဆိုရင်တော့ဒါပေမဲ့အရသာတော့မတူပါဘူးတခြားစီပဲဆိုငြုတ်သီးတွေပါတယ်နော်အမွှေးနဲ့သားတွေပါလာပေါ့နော်ဒီကပောင်ရွက်တွေပါတယ်နော်ဂျင်းတွေရောအစုံပဲအမွှေးနဲ့သားတော့ဒါပေမဲ့သူအရသာကြတော့ချိုတဲ့ဘက်ကိုသွားပါတယ်ချိုလဲဆက်လဲဆက်တယ်ပေါ့နော်အနစ်ကမြင်တဲ့အတိုင်းပဲသိမရှိဘူးဟောနော်ဒါတော့ကြီးတယ်ဒါကတပွဲကို50ပေးရတယ်ပေါ့နော်ဘယ်နှတုံးပါလဲဆိုတော့တုံးဒီတုံးတော့ပါတာပေါ့နော်ဒီအနှစ်တွေကတော့အများကြီးပဲဒါဆိုအနှစ်တွေပေါ့နော်မင်းကတော့အနှစ်မကြိုက်ဘူးသူရှောက်ရွက်တီရောအစုံပဲပေါ့နော်အများကြီးပါတယ်ရလာချိုးတယ်ကြော်ထားတာပေါ့နော်ချိုးဆက်ပေါ့နော်ဟုတ်ဒီမှာဒါကတပွဲ50တယ်ပေါ့နော်တမင်ပေါ့ဟေးပါဒါထိုင်းဟင်းတစ်မျိုးပေါ့နော်နန်းရလာတော့မွေလေးပေါ့နော်အားဟင်းဆိုတော့လက်နဲ့စားမယ်လို့ယူစုမှလည်းကြော်တယ်နော်စတိုင်တော့မလုပ်တော့ကိုယ်မှာကိုဆိုတော့လောလောလတ်ပေါ့နော်လက်စီပြီးပါကြီး